အားလုံးပဲမင်္ဂလာပါရှင် Jazzy Bites ကနေပြန်လည်ကြိုဆိုပါရစေချက်ပါဒီချက်ကဒီနေ့မှာတော့ပဲခောက်ဆွဲနဲ့တွဲဆိုင်အញ្ញမ်းကိုအရသာရှိတဲ့ Korea Pickle Radish တမှုကြီးလေးကိုလုပ်ပြမှာဖြစ်ပါတယ်ဟန်ကောင်းစူပါမားကတ်တွေမှာ2000နီးပါးပေးဝယ်ရတဲ့ Pickle Radish ကိုအိမ်မှာလွယ်လွယ်ကူကူနဲ့လှုပ်ရှားလို့ရတာမို့လို့လိုက်ကြည့်ပေးကြပါဦးနော်။မုံလာဥဖြူကိုအရင်ဦးဆုံးအခုံခွာထားပါမယ်။ပြီးရင်တော့မုံလာဥရဲ့ဖန်နဲ့ဆက်တဲ့အရသာထွက်သွားဖို့စားမဲများနဲ့နေပြီးတညသိပ်ထားပါမယ်။တညသိပ်ပြီးတဲ့အချိန်မှာတော့မုံလာဥရဲ့ texture ဒီလိုလေးဖြစ်နေပါလိမ့်မယ်။ပြီးရင်တော့အချို့အဝိုင်းလေးလီးမယ်အချို့တော့ခင်ပတ်တဲ့ထည့်ဖို့အရှည်လိုက်လီးမယ်အချို့တော့အလုံးလိုက်ကလေးစိမ့်ပါမယ်။မုံလာဥစိန်မို့ကြက်ကတော့ရေနှစ်ခွက်ရှက်လက်ကားရေနှစ်ခွက်အချိုးကျထည့်ပါတယ်ဒီနေရာမှာရှက်လက်ကားရေက rice vinegar ဆိုလို့ရှိရင်ပိုကောင်းပါတယ်ပြီးရင်တော့စားကို teaspoon တစ်စွန်းလောက်ပီစီလေးထည့်ပြီးတော့တကြားကိုတော့များများလေးထည့်လိုက်ပါမယ်ကြက်ကတော့ရှိုးချစ်ချင်းလေးကြိုက်ကြမုံလို့တကြားကို9စွန်း6စွန်းလောက်ထည့်ပါတယ်ပြီးရင်တော့စနွေမုတ်ကို teaspoon နဲ့3စွန်းလောက်ထည့်ပါတယ်အနက်နံမှာမကြောက်ပါနဲ့တော့မနံပါဘူးပါဝင်ပစ္စည်းလေးတွေကောင်းလေးပျော်သွားအောင်ခဏလေးတည်ပြီးတော့မှအေးခံပြီးထည့်ပါမယ်နော်ထိုထားတဲ့အရေးတွေကိုမုံလာဥမြော့အောင်ထည့်ပါနော်အဲ့ဒါမှအရသာပုံဝင်မှာပါကြက်ကတော့လောက်တာနေသွားလို့နှစ်ခါတင်ထပ်လုပ်လိုက်ရတယ်ပြီးရင်တော့တညဆောင်ပြီးလို့ရှိရင်အရန်ကိုအရသာရှိတဲ့ Pickle Radish လေးရပါပြီကြက်စောင့်နိုင်ရင်တော့အရသာပိုကောင်းလေပါ Hope you enjoy this recipe bye bye